မှာကတော့세종 level 1ရဲ့အခန်း1လေးကိုစပြီးတော့တင်ပါပေါ့နော် level 1ရဲ့အခန်း1မှာကတော့နှုတ်ဆက်ခြင်းနဲ့စမယ်ပေါ့안녕하세요 저는 안나예요 안녕하세요가ကြတော့မင်္ဂလာပါလို့ပြောတာ저가ကျွန်တော်ပြောတယ်는가ကြတော့ကတော့ဆိုတဲ့အဓိပ္ပာယ်ကျွန်တော်ကတော့ကျမကတော့안나가နာမည်안나ရေရောကကြတော့ဘာဆိုတဲ့အဓိပ္ပာယ်အဲ့တော့မင်္ဂလာပါကျမကတော့안나ပါဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်ကဲဟုတ်ပြီဒီမှာလူတွေဆက်ပြီးတော့အောက်မှာဘာကြီးဆက်ပြီးတော့ပြောထားလဲဆိုတာလေးကိုတစ်ချက်လောက်သွားပြီးတော့ကြည့်လိုက်ရအောင်ကဲဟုတ်ပြီ자기 소개를 할 수 있어요. 할 수 있어요가ကြတော့လုံနိုင်နေဆိုတဲ့အဓိပ္ပာယ်လုံနိုင်နေ자기 소개가ကြတော့ကိုမိတ်ဆက်ခြင်း자기가ကို소개가ကြတော့မိတ်ဆက်ခြင်း자기 소개을가 고 자기 소개를 할 수 있어요.ကိုမိတ်ဆက်ခြင်းကိုလုံနိုင်ပါတယ်တဲ့ကဲဘယ်လိုမျိုးမိတ်ဆက်ခြင်းတွေလုံနိုင်လဲဆိုတာလေးကိုရှယ်တို့တစ်ချက်လောက်အောက်မှာကြည့်လိုက်ရအောင်ကဲဟုတ်ပြီဒီမှာ안녕ဒါကကြတော့ရင်းနှီးရဲ့တငယ်ချင်းအချင်းချင်းခေါ်တဲ့နှုတ်ဆက်တဲ့နှုတ်ဆက်နည်းပေါ့နော်ဟိုင်းဆိုပြီးတော့ဒီလိုမျိုးနှုတ်ဆက်တဲ့နှုတ်ဆက်နည်းလေးပေါ့안녕하십니까ကြတော့ကျတို့ဒါလုပ်ငန်းခွင်ပေါ့နော်လုပ်ငန်းခွင်နေမှာဆိုရင်안녕하십니까ဆိုပြီးတော့ဒါမျိုးအသုံးပြုတယ်ပြော안녕하세요ကကြတော့လူကြီးတွေဆရာမတွေနဲ့တွေ့တဲ့အခါမျိုးမှာဒါ안녕하세요ဆိုပြီးတော့ရင်ကြီးလေးနဲ့နှုတ်ဆက်တာမျိုးပေါ့ကဲဟုတ်ပြီနှုတ်ဆက်ခြင်းကတော့ကိုရီးယားမှာ၃မျိုးရှိတယ်ပေါ့한국에서는 어떻게 인사해요? 네, 한국에서는 한국가 자로 코리아에서는 하자로 말어 코리아 말어래 어떻게 발로 인사해요 노살레래 인사가 노살래 인사해요 노살래 게 코리아 말 블루뮤 노살레래 강호 비올래နှုတ်ဆက်တာမျိုးရှိတယ်ဒီလိုမျိုးလက်ချင်းဆွဲပြီးတော့နှုတ်ဆက်တာမျိုးလည်းရှိတယ်ဒါမှမဟုတ်ရင်ဒီလိုမျိုးလက်ကိုဒီလိုမျိုးလက်ပြပြီးတော့နှုတ်ဆက်တာမျိုးလည်းရှိတယ်ပေါ့ကဲဟုတ်ပြီအဲ့တော့여러분 나라에서는 어떻게 인사해요? 게 여러분နိုင်ငံမှာရောတဲ့ဘယ်လိုမျိုးနိုင်ငံမှာတော့တဲ့နိုင်ငံမှာတော့ 어떻게 여러분 나라에서는 어떻게 블루뮤 인사해요? 블루뮤နှုတ်ဆက်လဲကဲ 여러분နိုင်ငံမှာဘယ်လိုမျိုးနှုတ်ဆက်လဲဆိုတော့ဘယ်လိုမျိုးနှုတ်ဆက်ကြလဲရှေ့တို့ကလက်အုပ်ချီပြီးတော့နှုတ်ဆက်တာမျိုးရှိမယ်ပြီးရင်ခေါင်းညွန့်ပြီးတော့ဥညွန့်ပြီးတော့နှုတ်ဆက်တာမျိုးရှိတယ်ပြီးရင်ဒီလိုမျိုးလက်ကိုလက်ချင်းလက်ချင်းဆွဲပြီးတော့လက်ဆွဲပြီးတော့နှုတ်ဆက်တာမျိုးလည်းရှိမယ်ပေါ့ခြေတို့မှာလည်းဒါ၃မျိုးရှိတယ်ပေါ့နော်ကဲဟုတ်ပြီအဲ့တော့ရေတို့အောက်ကဟာလေးကိုတစ်ချက်တွားကြည့်လိုက်ရအောင်နာကဲဟုတ်ပြီ나라와 직업 나라가ကြတော့နိုင်ငံ직업가အလုပ်ကဲဟုတ်ပြီဝါကကြတော့နဲ့ကဲနိုင်ငံနဲ့အလုပ်တဲ့어휘가ကြတော့워값တွေဝေါ်ဟာတာပေါ့နော်ဝေါ်ဟာတာတွေဝါကနဲ့ဖြိုး형ကကြတော့ပေါ်ပြမှုကဲဟုတ်ပြီ어느 나라 사람이에요 어느가ကြတော့ဘယ်나라နိုင်ငံဘယ်နိုင်ငံ사람가ကြတော့လူလည်းပြောလို့ရတယ်လူမျိုးကိုလည်းပြောလို့ရတယ်ကဲဟုတ်ပြီ어느 나라 사람이에요လေတဲ့ကဲဘယ်နိုင်ငံလူမျိုးလဲလို့မေးတယ်ပြီးရင်다음을 듣고 다음가ကြတော့ဖွင့်ပေးတဲ့ဒီ number 1ကဲ track number 1ကိုနားထောင်듣고နားထောင်ပြီးတော့တဲ့နားထောင်ပြီး따라해 보세요. ကဲ
လိုက်ပြီးတော့ပြောကြည့်ပါတဲ့ကဲ따라해 보세요ကဲပြောကြည့်ရအောင်한국 사람 한국 사람 한국가 코리아 사람과 루묘 코리아 루묘 캐나다 사람 캐나다가 까니다 사람과 루묘 까니다 루묘 베트남 사람 베트남과 비엔난 사람과 루묘 베트남 사람 소인 비엔난 루묘 미국 사람 아메리카 루묘 프랑스 사람 프랑스가 자로 비엔데 루묘 태국 사람과 자로 타인 루묘 인도네시아 사람 인도네시아 루묘 중국가 자로 तैयौ 루묘 일본가 자로 자판 루묘 러시아 사람 러시아 루묘 케냐 사람 케냐가 자로 쇼 베나이간가 루묘래 ဆိုရင်အရှေ့အာဖရိကပေါ့နော်အဲ့ဒီအရှေ့အာဖရိကကဒါလူရိုင်းတစ်မျိုးပေါ့နော်သူတို့ခေညာစာရမ်အဲ့ဒီကလူမျိုးစုတစ်စုရဲ့လူမျိုးနာမည်ပေါ့နော်ခေညာဆိုတာခေညာလူမျိုးကဲဒီမှာကကြတော့ရှယ်တို့ဘာလဲဆိုရင်ရှယ်တို့ရဲ့နိုင်ငံကိုထည့်လိုက်ပါမယ်မြန်မာ사람အဲ့တော့မြန်မာလူမျိုးကဲဟုတ်ပြီကဲအတန်တော်လေးတွေတစ်ချက်ဒီမှာဖွင့်ထားတာကိုတစ်ချက်နားထောင်ပြီးတော့လိုက်ပြီးတော့ပြောကြည့်မယ်နော်ကဲဟုတ်ပြီ직업이 뭐예요 직업가ကြတော့ဗာလဲအလုပ်မိုကဘာရေယောကလဲ직업이 뭐예요အလုပ်이가ကကဲဟုတ်ပြီအဲ့တော့직업이အလုပ်က뭐예요ဗာလဲတဲ့다음은 듣고 nowဒီမှာပေါ့နော်ဒါ track 2ပေါ့ဒီ track 2ကို듣고နားထောင်ပြီးတော့တဲ့따라해 보세요လိုက်ပြောကြည့်ပါတဲ့회사원ကကုမ္ပဏီဝန်ထမ်း대학생ကကြတော့တက္ကသိုလ်ကျောင်းသားလို့လည်းပြောလို့ရတယ်ပေါ့ကဲဟုတ်ပြီ의사가ဆရာဝန်경찰가ကြတော့ရဲ선생님, 세야, 가수, 어소러, 요리사, 서포무. 그게 호비노? 알어? 대체 디 트라두고 나타오미로 다리고 라이비로 뼈지베노? 회사원, 대학생, 의사, 경찰, 선생님, 가수, 요리사. 그게 호비노? 에디로 제로 아우가ဟာလေးကိုတစ်ချက်တွားကြည့်ကြည့်မယ်ကဲ그림을 보고 대화를 완성해 보세요တဲ့그림ကကြတော့ပုံဒီပုံကို을과ပုံကို보고ကြည့်ပြီး대화가ကြတော့ဒါစကားပြောကိုတဲ့을고 완성해 보세요. 완성해 보세요. 이게 완성가 자로 삐삐송아 보세요. 해 보세요. လုပ်ကြည့်ပါတဲ့ ကဲလုပ်ကြည့်ပါဆိုတော့လုပ်ကြည့်ရအောင် 회사원이에요. တဲ့ ကုမ္ပဏီဝန်ထမ်းလားတဲ့ 네, 회사원이에요. ဟုတ်ပါတယ် ကုမ္ပဏီဝန်ထမ်းပါတဲ့ ကဲ ဒီမှာက 학생이에요. ဆိုပြီးတော့ 가가 မေးလိုက်တယ်. ဒါကြတော့ 가는 나, Aနဲ့B ဆိုတဲ့အဓိပ္ပာယ်ပဲ. ဟုတ်ပြီနော်? 학생이에요. ကျောင်းသားလားတဲ့. ဒီမှာက ဘာလဲ? ကျောင်းသား. အဲ့တော့ 네, 학생이에요. 한국 사람이에요. 아니요. 다 말해. 베트남. 게 베트남 사람이에요. 어비너? 선생님이에요. 아니요. 말해. 요리사예요. 미국 사람이에요. 아니요. 말해. 재료와 오, 미얀마 사람이에요. 소리요. 미안미로 예배하며 의사예요. 아니요. 말해.
학생, 학생이에요. 학생이에요. 호비나? 깨. 나래라, 니야. 여기, 에이요, 이제로, 아까, 덕후고, 답이요, 지지라야. 문법, 뒤적하마로, 문법과, 그라마. 그라마, 오지매, 원어, 이에요, 네, 예요, 시제. 명사 뒤에 붙어서 사람이나 사물 등 명사를 서술할 때 사용해요. 명사가 자로 제로 나오니에 안 나오면 라이데. 나오니에 안 나오면 라이데. 루에 피피에 피시에 피피에 뚜루에 안 나오면 라이데.အခါမှာ 다고 သုံးတယ်ပေါ့. အဲ့ဒီဟာက 제로 받침 ပါတဲ့ အခါမှာ 예요 သုံးတယ်. 받침 မပါတဲ့ အခါမှာ 예요 သုံးတယ်. ဘယ်လို သုံးလဲ? 받침 ပါတဲ့ အခါမှာ 예요 သုံးမယ်. 받침 မပါတဲ့ အခါမှာ 예요 ကို သုံးမယ်. ကဲ အဲ့တော့ 가가ကနေပြီးတော့ မေးလိုက်တယ်. 회사원이에요? 네, 회사원이에요. ဒီမှာ 니은 바래, 받침 니은 바래, 이에요네 동네, 모자예요. 모자마 받침 발라마 바부, 에라 장물로 예요네 동네, 네, 모자예요. 호비, 에러, 옥톡 바래. 호비노? 깨러 그림을 보고, 이야기해 보세요. 본지 위어래, 죄로, 사가, 뼈지야, 아우네. 책이에요? 네, 책이에요. 호비, 에러, 사우라, 호바래, 사우바래. 깨러 공책이에요? 아니요, 책이에요. 사우가자로 채우다. 유유 사우고요. 공책가자로 채우면 레이의 사우고요. 맛수 사우리고요. 맛수로 뭐 하고. 디다이 사이의 사우고. 다묘리고 공책소 비로 시래. 깨우기 공책라. 공책이 뭐 하고요. 다 유유 사우리. 깨우기 공책이에요? 아니요, 책이에요. 뭐ဟုတ်ပါဘူး 사오바베. 깨우기 한복이에요? 네, 말래 한복이에요. 디다임에 비하면 예매 커피예요? 네, 커피예요. 언니예요? 언니가 자러 엄마. 커피가 커피, 한복가 자러 라꼬리아 요야우 송고벼라. 우리야 요야우 송고벼라. 프랑스 사람이에요? 아니요, 미국 사람이에요. 프랑스가 자러 제우 비엔테 루뮤라래. 뭐ဟုတ်ပါဘူး 그래? 메이간 루뮤 바래. 언니예요? 엄마라래. 아니요, 동생이에요. 동생 맞아로 발래. 마침 바로 이에요네. 야미로 피비야미 호비노 언니 니 맞아로 마침 바래. 이에요네 메이타래. 나래요? ကဲဒီမှာ 알아봐요. ထပ်ပြီးတော့အသေးစိတ်လေးထပ်ပြီးတော့ကြည့်ကြည့်လိုက်ရအောင်. 사람은 누구가로 누구를 사용해 질문합니다. 누구 미진에 가자인 누구 소래 아미고 버두 소래 아미고 미바래. 누구예요? 친구예요. 버두래. 땡해진 말에. 알루မျိုး래 밀로야 말에. 게 호비. 게 요이쉐우. 게 나고 지지야. 여러분의 사진을 보면서 다음과 같이 친구와 이야기해 보세요. 여러분의 뽕오지비로 나우떡훈의 아두두래. 등해진의 사과표지바래. 그의 뽕지비로 아가디 우버말리네 아두두. 등해진의 사과표지야마 보노? 누구예요? 친구예요. 한국 사람이에요. 아니요, 태국 사람이에요. 누구예요? 버둘래? 누구가 말래? 버둘래? 친구예요? 땡예친 말에 한국 사람이에요? 코리아 루뮤라래? 아니요, 태국 사람이에요. 타이 루뮤 말에 깨우비 알어 다고 제로와 태국마 미얀마 예멘 친구네야마
동생, 다마모호인, 언니, 다마모호인, 형, 어브나? 배우 A로, 네, 대체, 요지야, 누구예요? 한국 사람이에요? 그래서 변명 매매 형이에요. 아니요, 미얀마 사람이에요. 야비너, 개세어휘, 개복합 어뜻디가래. 모자가 자로 옷톱, 책, 사옥, 공책, 사이, 사옥, 한복, 코리아, 요야우송, 커피, 언니, 엄마, 동생, 니니말리, 누구, 버두, 친구, 땡예첸. 허비너? 개로, 제로, 아까, 문법,နောက်ထပ်တစ်ခုကိုထပ်ပြီးတော့တွားလိုက်ရအောင်ကဲအုံလုံးနဲ့ကဲအုံလုံးကလည်းအတူတူပဲဘတ်ချင်းပါတဲ့အခါကျရင်ဘတ်ချင်းမပါတဲ့အခါကျရင်နန်းနဲ့သုံးမယ်ကဲအဲ့ဒါကလည်းမြုံစားရဲ့အနောက်မှာကပ်ပြီးတော့အဲ့ဒီမြုံစားကဒီစကားလုံးရဲ့စကားလုံးရဲ့ topic ဖြစ်တဲ့နေရာရဲ့အနောက်မှာသုံးပြုတယ်ဒီစကားလုံးရဲ့ topic ပေါ့နော်ကဲအဲ့တော့မေးကြည့်ရအောင်유진 씨 동생은 대학생이에요. 예, 대학생가 떠배라 뭐하고 유진의 니리라 니말리람대요. 아, 엉리네 그래. 유진의 마옹리가 떠배 두고 희뇽이요. 아나우가 나온다 후와 필라라. 허비너 에이러 유진 씨 동생은 은가자로 이제 이거네 미야와. 예. 유진 씨 동생ဘာလို့ဖြစ်သွားတာလဲဆိုရင်ဒီမှာကဘတ်ချင်ပါနေတဲ့အတွက်ဖြစ်သွားတယ်တရားစိမ့်ကြီးရေရောတက္ကသိုလ်ကျောင်းသားလာတဲ့နဲ့ခြေတုံးစိမ့်နဲ့တရားစိမ့်ကြီးရေရောတဲ့ဟုတ်ကဲ့တဲ့ကျမမောင်လေးကတော့တက္ကသိုလ်ကျောင်းသားပါတဲ့အာဘူဂျီနန်ယူရီစာရေရောအဖေကဒီမှာကကြတော့နင်းနဲ့တုံးထားတယ်ဘာကြောင့်လဲဆိုရင်ဘတ်ချင်မပါတဲ့အတွက်အာဘူဂျီနန်ယူရီစာရေရောဟုတ်ပါတယ်အဖေကတော့ယူရီစာပါဆိုရင်နဲ့အာဘူဂျီနန်ယူရီစာရေရောဟုတ်ပါတယ်အဖေကတော့ယူရီစာပါဆိုပြီးတော့ပြန်ပြီးတော့ဖြေထားတယ်နားလည်တယ်နော်ဒီမွန်ဘော့ကိုပြောပြီးအဲ့တော့နောက်ခြေတို့ဥပမာလေးတွေကိုတွားပြီးတော့ကြည့်လိုက်ရအောင်ကဲ grammar 보고 대화를 완성해 보세요. ပုံကြည့်ပြီးတော့တဲ့စကားပြောတွေကိုပြည့်စုံအောင်လုပ်ကြည့်ပါတဲ့ 한국 사람이에요? 네, 저는 한국 사람이에요. 저 소유요, 디마 예비타요. 디루가 코리아 루묘. 한국 사람이에요. 코리아 루묘라래. 네, 저는 한국 사람이에요. 말해, 저가 코리아 루묘 말해. 회사원이에요? 네. 이러, 말해, 저는 말해, 회사원이에요. 선생님이에요? 네. 동생. 네, 제 동생은 제 동생은 말래 선생님이에요. 눈발로 운동화래. 받침발로 운동화라노 의사예요. 네, 어머니는 다마모호인 제 어머니는 말래 의사예요. 가수예요. 네, 형. 제 형은 제 형은 가수예요. 어비나 날래라 이도하라. 받침ပါတဲ့အခါကျရင်ဘာသုံးလဲသုံးမယ်받침ပါတဲ့အခါကျရင်는သုံးမယ်ဟုတ်ပြီနော်ပြောပြီအဲ့တော့အောက်ကတစ်ခုကိုထပ်ပြီးတော့ကြည့်လိုက်ရအောင်다음과 같이 친구를 소개해 보세요တဲ့အောက်ကဥပမာနဲ့အတူတူတဲ့တငယ်ချင်းကိုမိတ်ဆက်ကြည့်ပါတဲ့အီစာရာမန်마리 씨예요. 마리 씨는 제 친구예요. 마리 씨는 회사원이에요. 이 사람은 디루가로래. 마리 시가 나머지 나와 시바래 ဆိုရင်ဒါကိုမဆိုပြီးတော့ပြောတဲ့အဓိပ္ပာယ်ပဲပေါ့နော်
မာရီရှေရောတဲ့မာရီရှိပါတဲ့မမာရီပါပေါ့အဲ့လိုမျိုးပြောတဲ့အတိတ်ပဲမာရီရှိနဲ့မာရီကတော့제 친구예요တဲ့ကျွန်တော်တငယ်ချင်းပါတဲ့မာရီရှိနဲ့회사원이에요တဲ့မာရီက회사원ဖြစ်ပါရဲ့တဲ့ကုမ္ပဏီဝန်ထမ်းပါတဲ့ကဲမာရီက회사원အဲ့ဒီမှာကိုယ့်ရဲ့တငယ်ချင်းတွေကိုထည့်ပြီးတော့ရေးလို့ရတယ်၃ခုဒါလေးကိုချက်ကိုအင်ဂျာလေးလုပ်ပေးမယ်နော်ဒါကိုလုပ်ပြီးတော့ပြောကြည့်မယ်ပြောတဲ့အတန်ဖိုင်လေးကိုရှယ်ကိုလှမ်းပြီးတော့ပို့ပေးထားပါဆဲအော်ဝီကရှိကကြတော့ဒါနာမည်ရဲ့အနောက်မှာလေးသားတမှုနဲ့တက်ပြီးတော့ခေါ်တဲ့နာမည်ပေါ့နော်ဂျဲကကြတော့ကျမရဲ့ဆိုပြီးတော့ပြောချင်တာ아버지အဖေ어머니အမေ 이름နာမည်ဟုတ်ပြီနော်ကဲ인사တဲ့အောက်ကဟာလေးတစ်ခုသွားကြည့်လိုက်ရအောင်ဟုတ်ရကဲ인사ဆိုတော့နှုတ်ဆက်မယ်인사နှုတ်ဆက်ခြင်း깨우기 안나 씨와 준호 씨가 처음 만나서 인사해요. 래 안나네 준호가 래ปฐม တွေ့လို့ နှုတ်ဆက်ကြတယ်. 두 사람의 직업은 무엇일까요? 두 사람, သူတို့နှစ်ယောက်ရဲ့ သူတို့နှစ်ယောက်ရဲ့ 직업, အလုပ်က 무엇일까요가 ကြတော့ ဘာဖြစ်မလဲတဲ့ 을까요가 မလဲဆိုတဲ့အဓိပ္ပာယ် အဲ့တော့ ဘာဖြစ်မလဲပေါ့. 그 안나ကနေပြီးတော့ 안녕하세요. 저는 안나예요. 준호가 ပြန်ပြီးတော့ ပြောလိုက်တယ်. 안녕하세요. 저는 준호예요. 안나 씨는 학생이에요. 네, 학생이에요. 준호 씨는요? 저는 회사원이에요. 밍라바, 레지마가로 안나바. 준호가 ပြန်ပြီးတော့ ပြောလိုက်တယ်. 안녕하세요. 밍라바. 준호가로 준호 피바래. 안나가 짱두လားတဲ့. ဟုတ်ပါတယ်တဲ့. ကျမကကျောင်းသူပါတဲ့ 준호가요တဲ့. 는요ဆိုတာက 가요ဆိုပြီးတော့ မေးလိုက်တဲ့အဓိပ္ပာယ်ပေါ့နော်. 저는 회사원이에요. 준호가တော့ ကုမ္ပဏီဝန်ထမ်းဖြစ်ပါတယ်တဲ့. အဲ့တော့ သူတို့နှစ်ယောက်ရဲ့အလုပ်ကဘာလဲ? ကျောင်းသူရဲ့회사원ရဲ့ ဟုတ်ပြီနော်. 두 사람의 이름은 뭐예요? မိန်းကလေးနာမည်ကဘာလဲ? ဟုတ်တယ်. 안나. ယောက်ျားလေးနာမည်ကကြတော့ 준호. 두 사람의 직업이 뭐예요? 안나의 직업가 발레, 알루가 발레, 준우의 알루가요? 아, 호비나? 네, 호비. 알어. 네, 이거 아까 또 그거 새로 탑이로 따지지야. 다음과 같이 친구와 인사해 보세요. 올해 우부만의 두루래 등해진네 녹색지야. 네. 안녕하세요. 저는 서유리예요. 대학생이에요. 안녕하세요. 밍라와 레지마가로 서유리 피파레 대학생 하자로 떡도 장도 피파레 안녕하세요. 저는 이서준이에요. 의사예요. 오. 안녕하세요. 밍라와 저너가로 이서준 피파레 발레 의사예요. 하자로 의사가 자로 세야원. ဆရာဝန်ဖြစ်ပါတယ်တဲ့ကဲဟုတ်ပြီအဲ့တော့နာမည်ကဆောယူရီနဲ့ဤစောကျွန်းနဲ့ကဲအဲ့တော့မာရီနဲ့ဘတ်ဂျီယွန်းဒါကဘတ်ဂျီယွန်းလို့ခေါ်မယ်နော်회사원의 선생님 김진훈 경찰 웨이 요리사ကဲဟုတ်ပြီ안녕하세요 저는 마리오 마ထည့်ပြီးတော့ ပြောမယ်နော်저는 마리예요 발레 회사원이에요 အဲ့တော့ 안녕하세요. 저는 음, 네. 안녕하세요. 저는 박지윤이에요. 선생님이에요. 바비로레소인 선생님아 미용과 받침발로 이에요네 동아래. 바비나? 러, 바비.
ဒီမှာဆိုရင်လည်းဒါကိုယ့်ရဲ့အသည့်နာမည်နှစ်ခုကိုရေးမယ်ကဲရေးပြီးတော့ဒီမှာကအလုပ်တွေကိုရေးမယ်ရေးပြီးရင်ဒါကိုပြောမယ်နော်ပြောပြီ자기소개ကဲ자기소개가 꼬꼬꼬 메이사친 메이사메 자기를 소개하는 길이에요. 두 사람의 이름과 직업이 무엇일까요? 자기가 나로 꼬꼬꼬고 소개하는 길이에요. 꼬꼬꼬 메이사 때 사표바래. 두 사람의 이름과 두루네요의 남매네 직업이 알로가 밥심래. 안녕하세요. 저는 웨이예요. 저는 중국 사람이에요. 요리사예요. 안녕하세요. 저는 유나예요. 저는 한국 사람이에요. 가수예요. 래. 안녕하세요. 밍라바래. 저는 웨이 퓨바래. 저너가로တရုတ် လူမျိုး ဖြစ်ပါတယ်. 스포무 ဖြစ်ပါတယ်. 밍라바래. ကျွန်မကတော့ 유나 ဖြစ်ပါတယ်. ကျွန်မက 코리아 လူမျိုးပါ. ဆိုတော့ဗါတဲ့. ကဲ နာမည်တွေက ဘာတွေလဲ? 웨이.ဟုတ်တယ်, 유나. 직업이 뭐예요? 유나의 직업이 뭐예요? ဟုတ်တယ်, 가수예요. ဟုတ်ပြီနော်? အဲ့ဒီတော့ 쟤도 하고, တစ်ချက်더 지지야. 여러분의 소개하는 글을 써보세요. 이렇게 여러분하고မိတ်ဆက်တဲ့ စာကို ရေးကြည့်ပါတဲ့. ကဲကိုယ့်ကိုယ်ကို မိတ်ဆက်တဲ့ စာကကြတော့ 자기 소개. 자기 소개고, 디마, 4장လောက် ရေးကြည့်ပေးပါ. 네, 네, 또, 4장. ဟုတ်ပြီနော်? ကဲဒါလေးကို ရေးပြီးတော့ ချက်ကို ဓာတ်ပုံလေး ရိုက်တာပဲဖြစ်ဖြစ်ပေါ့နော်. ဓာတ်ပုံလေးရိုက်တာပဲဖြစ်ဖြစ်. screenshot အကယ်၍ ဖုန်းမှာလုပ်ထားရဲဆိုရင်လည်း screenshot လေးနဲ့လုပ်ထားတာပဲဖြစ်ဖြစ်. ချက်ကိုရိုက်ပြီးတော့ ဒါ Telegram မှာပို့ပေးထားပါပေါ့နော်. ကဲ okay. 아까로 인사가ဟုတ်ပြီ. 어희 어희가 자러 어희가 표요. 워하라요. 지지야. 한국, 캐나다, 베트남, 미국, 프랑스, 태국, 인도네시아, 중국, 일본, 러시아, 케냐, 회사원, 대학생, 의사, 경찰, 선생님, 가수, 요리사. 이에요에. 이에요가 자러 발레 마침 빠레 아카마 이에요. 마침 마바 이에요. 마침 빠레 아카마 마침 마바레 아카마 는ဟုတ်ပြီနော်? ကဲ ဒီမှာကကြတော့ ကိုယ့်ကို ပြန်ပြီးတော့ သုံးသပ်မယ်. 다ငါပြောနိုင်လား, မပြောနိုင်လား? 자신의 나라와 직업을 말할 수 있어요. 자신가자로 띵 고라이의 꼬꼬꼬의 꽃나이년 뭐노? 꽃나이년의 로고를 ပြောနိုင်လားတဲ့. 자기소개를 할 수 있어요. တဲ့. 꼬꼬꼬 မိတ်ဆက်တာကို လုပ်နိုင်လားတဲ့. ကဲလုပ်နိုင်မနိုင်ကိုဒါခြေတို့တစ်ချက်ကြည့်ကြည့်ရအောင်. ဟုတ်ပြီနော်? ကဲအဲ့တော့ပြောနိုင်တယ်ဆိုရင်ခြေကိုဒါအတန်လေးတွင်းပြီးတော့ခြေကိုလှမ်းပြီးတော့ပို့ပေးထားပါ. level 1ကတော့ level 1ကတော့ဒီမှာနေမဲပြီးသွားပါပြီ. အဲ့တော့အခန်း 1ကိုပြောတာ. အခန်း 1ကတော့ဒီမှာနေမဲပြီးသွားပါပြီ. အဲ့တော့အခန်း 1မှာနားမလည်တာရှိရင်ခြေကိုလာပြီးတော့မေးလို့လည်းရပါတယ်. ဒါဆိုရင်အခန်း 2မှာထပ်ပြီးတော့တွေ့မယ်နော်.